Notion application မှာကိုယ့်ရဲ့ဝင်ငွေစာရင်းအသုံးစင်းကိုဒီလိုမျိုးဇယားလေးနဲ့စနစ်တကျဆွဲတဲ့နည်းကိုအရှင်းဆုံးနည်းနဲ့ tutorial လေးအပြည့်အစုံလုပ်ပေးသွားပါမယ်ဒီမှာဆိုလို့ရှိရင်ကိုယ့်ရဲ့နေ့စဉ်သုံးငွေတွေကိုမှတ်လို့ရမယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့လအလိုက်ဝင်ငွေလည်းမှတ်လို့ရမယ်ပြီးလို့ရှိရင်ဘောင်းကျုပ်လည်းလုပ်လို့ရမယ်ဒီမှာဆိုလို့ရှိရင်ဒီလကိုဘယ်လောက်သုံးထားတယ်နောက်တစ်ခုကကျတော့ဒီနေ့မှာဘယ်လောက်ဝင်တယ်စသဖြင့်ပေါင်းလက်တွေလည်းရေးလို့ရမယ်နေ့ရက်တွေရဲ့ amount တွေရဲ့ပြီးလို့ရှိရင်မှတ်ချက်တွေပါရေးလို့ရအောင်မဲ့ဒီလိုမျိုး template လေးဆွဲနည်းကိုအလွယ်ဆုံးလုပ်ပြပေးသွားပါမယ်ဒီ tutorial လေးကိုလိုက်လုပ်ပြီးတော့ကိုယ့်ရဲ့ငွေကြေးကိုတေချာလေး track လုပ်နိုင်မယ်ကိုယ့်ရဲ့ financial budget tracker အနေနဲ့သုံးလို့ရမယ့် template လေးကိုအမြဲတမ်းဒီ tutorial လေးကိုကြည့်ပြီးတော့ဆွဲလို့ရသွားမှာဖြစ်ပါတယ်အဲ့ဆိုရင်ကိုယ့်ရဲ့ဒီ Notion application နဲ့ဝင်လိုက်မယ် laptop ထဲမှာဝင်လိုက်မယ်ပေါ့နော်ဝင်လိုက်ပြီဆိုလို့ရှိရင်ဒီလိုလေးမြင်ရလိမ့်မယ်ပေါ့နော် Notion account ဖွင့်ပြီးသားဆိုရင်ဒီလိုမျိုးလေးမြင်ရမယ်ကဲဒီလိုမျိုးလေးမြင်ရပြီဆိုလို့ရှိရင်ဒါ Notion နဲ့ကိုရောက်သွားပြီပေါ့နော် account မဖွင့်ရသေးဘူးဆိုရင် account လေးပါလေးဖွင့်လိုက်မယ်ပေါ့နော်ဖွင့်ပြီးပြီဆိုလို့ရှိရင်ကိုကဒီမှာပြီးတော့ဒီလိုမျိုးလေးပေါ်လာတဲ့ဟာကိုလိုက်ရှာမယ်အပေါင်းလေးကိုပေါ်လာတဲ့ဟာကိုလိုက်ရှာမယ်လိုက်ရှာလို့ရှိရင် page တစ်ခုအသစ်ပေါ်လာပြီပေါ့နော်ဒီမှာဆိုလို့ရှိရင်နာမည်ရိုက်မယ်ကိုကြိုက်တဲ့နာမည်ရိုက်မယ်ပုံမှန်ဆိုခုနပြောထားတယ်လို့မျိုးပဲ income and expenses ဆိုပြီးရေးလို့ရမယ်ကိုကဆက်ဆန်းလေးပေးရင်ရတယ် my budget tracker တို့အဲ့လိုမျိုးပေးခြင်းလည်းရတယ်ပေါ့နော်ဒါမျိုးဆိုတော့ဒီမှာ expenses နဲ့ income တွေကိုရေးလိုက်တယ်တကယ်လို့မြန်မာလိုရေးခြင်းလည်းရတယ်ဒါမျိုးဆိုဒီမှာမြန်မာလိုလေးရေးလိုက်မယ်ပေါ့နော်ရေးပြီဆိုလို့ရှိရင်ဒီမှာမြင်ရမလားအပေါ်မှာ icon လေးရှိမယ်အဲ့ icon လေးမှာကိုကြိုက်တဲ့ဟာလေးထည့်လို့ရတယ် money ဆိုပြီးရရှာလိုက်မယ်ပေါ့ဒီဟာလေးမှာလေးဆိုရချလိုက်မယ်ဒါဆိုရင်ရပြီဒီမှာ cover တွေပါရကြမလို့ပေါ့နော်ဒီတစ်ခုပဲ icon လေးကိုထည့်လိုက်မယ်ပေါ့နော်ကြည့်လို့ပို့ပြလှသွားလို့အဲ့မှာဆိုလို့ရှိရင်သူကဒီမှာဒီလိုမျိုးလေးကိုယ့်ရဲ့ဒီ mouse လေးကိုချလိုက်တယ်ဒါလေးကိုမြင်ရမယ်မြင်ရရဆိုရင်ဒီလိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ရှင်ရင်ဘာကိုရှာမလဲဆိုတော့ table view လို့ရလိုက်မယ် table မဆိုတော့ဇယားဆွဲမှာဆိုတော့ table အမှာ table နဲ့ table view နှစ်ခုရှိရဒါကိုမရွေးနဲ့နော်ဒါကိုရွေးလို့ရှင်ဒါရိုးရိုးတန်းတန်းကြီးပဲထွက်လာမှာဒါကကျတော့ရလက်တွေပါလေအကုန်လုံးပေါင်းလို့ရတယ် table view ဆိုတာကိုရွေးမယ်ရွေးလိုက်ပြီဆိုရင်ဒီမှာသူက new database ဆိုပြီးတော့ပေါ်လာတယ်ပေါ့နော် okay ပေါ်လာပြီဆိုလို့ရှိရင်ဒါဒီလိုမျိုးပေါ်လာမှာဒီလိုမျိုး template လေးနဲ့ပါပြီးသားအဲ့မှာကိုကဒီမှာရှေ့ရဟောင်းမကြည့်ဘဲနဲ့ဒီမှာ add property ဒါကိုနှိပ်မယ်နှိပ်လိုက်ပြီလို့ရှိရင်မဆိုတော့ကိုကရက်နဲ့ကိုယ့်ရဲ့ amount နဲ့ထည့်မှာမလားရက်ထည့်မယ်ဆိုရင်ရက်က date နော် date ဆိုတော့ဒီမှာ date ဆိုတာကိုရွေးမယ် date နောက်ထပ်ဒီအပေါင်းလေးတစ်ခုနဲ့ add property လို့မြင်ရမယ်အဲ့မှာသူကဘာထည့်မလဲဆို number ကိုရွေးမယ်ဘာလို့ဆိုတော့မဆိုတော့ amount ကိုထည့်မှာနော် amount ကိုထည့်မှာမီဆိုပြောတဲ့ဟာလေးကိုပဲလိုက်ကြည့်လိုက်ပါเนาะဒီ property ဆိုတဲ့နေရာမှာလေပြီးလို့ရှိရင်ဗာထည့်မလဲဆိုတော့မီဆိုတို့ကဒီမှာဆိုရင်tax ဆိုပြီးတော့ထည့်စီခြင်းနဲ့ဘာလို့လဲဆိုရင်ဒီကွာမှတ်ချက်အနေနဲ့ရေးမှာပေါ့နော် income ဆိုရင်လည်းဘယ်လိုမျိုးရရလဲexpenses ဆိုရင်လည်းဗာတွေတောင်းလိုက်တာအဲ့လိုမျိုးထည့်ခြင်းနဲ့ဆိုလို့ရှိရင်ထည့်လို့ရအောင်လို့ပေါ့နော်အဲ့ဆိုရင်ရက်လည်းရပြီအမောင်လည်းရပြီမှတ်ချက်လည်းရပြီပေါ့နော်ဒီမှာဒီ share တစ်ခုကိုမသုံးစီခြင်းဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့ပြီးကြရင်ပြောပြမယ် share တစ်ခုကိုနောက်ကိုပို့လိုက်နောက်ဆုံးကိုဒီလိုမျိုးလေးmouse လေးနဲ့ဆွဲပြပို့လာအဲ့ဆိုရင်ဒီလိုမျိုးရသွားပြီအဲ့မှာလေတခုပြောချင်တာကဒီမှာဆိုရင်အမောက်ကိုရေးမှာမလားအမောက်ကိုဒီကိုကတကယ်လို့နှစ်ခုသုံးချင်တယ်ဆိုရင်ရတယ်နော်ဒီမှာမစ်ပြောချင်တဲ့သဘောကဒီမှာဆိုရင်မြန်မာငွေနဲ့တခြားငွေပေါ့နော်ဟိုမှာကိုကအိမ်ငွေလွှဲတဲ့ဟာမျိုးရေးချင်တယ်မလားမြန်မာငွေကဒီမှာရေးမယ်ဒီမှာဥမာဆိုရင်ထိုင်းငွေဆို bat တို့ဒီ SGD ဒေါ်လာ USD ဒေါ်လာဂျပန်ငွေအဲ့လိုမျိုးဒီမှာရေးလို့ရတယ်မလို့ဆိုရင်တော့တစ်ခုတည်းပဲသုံးပေါ့နော်မဆိုဒီမှာလိုအပ်လို့ရှိရင်နှစ်ခုပြသွားလိုက်မယ်ပေါ့နော်Okay ဒါဆိုလို့ရှိရင်ရပြီ date မှာတော့ဒါလေးကသူကသူ date ပေးပြီးသားဆိုတော့သူ့ရဲ့ format ရပြီဒီမှာဆိုရင်ဒါလေးကိုနှိပ်လိုက် number ကိုနှိပ်တယ်ကိုက amount ပြောင်းမလား amount ပြောင်းလိုက်မယ် amount လို့ရေးလိုက်မယ်အဲ့မှာမြန်မာကျပ်လို့ရေးခြင်းနဲ့ဆိုရင်ကျပ်လို့ထည့်လိုက်မယ်ပေါ့နော်ကျပ်အဲ့ဆိုဒီမှာသူကဒီ icon လေးနဲ့ပြောင်းလိုက်ပါပို့ပြီးတော့ကြည့်ရလွယ်အောင်ပါဒီ filter လေးမှာဒီပတ်စံပုံလေးထည့်လိုက်မယ်ရပြီနောက်တစ်ခုကဒီမှာမြေဆိုခုနပြောရမလားဒီလိုမျိုးနှစ်ခုတွဲသုံးချင်တဲ့သူတွေအတွက်မို့လို့မြေဆိုကပြောတယ်အမှဆိုရင်ဒီမှာဆိုရင် bat ဆိုရင် bat ပေါ့နော်အဲ့လိုမျိုးထည့်လို့ရမယ်မှာဂျပန်နဲ့ပတ်သက်တာဆိုရင်ဒီလိုထည့်မယ် JPY ပေါ့နော်โอเคဒီလိုမျိုးလေးတိုက်တဲ့ဟာထည့်လို့ရတယ်ပေါ့နော်မျိုးစံနမူနာထည့်ပြတာပါโอเคဒါဆိုရင်အမောင်လေးရပြီကြက်လေးရပြီတကယ်လို့ကိုကကြက်ဖဲလို့ရဆိုတော့ဒါမလုံးနော်ဒါကိုနောက်မှာပို့ထားလိုက်လို့ရတယ်โอเคဒီ text မှာကျတော့ကိုကဒီမှာ remarks လို့ရေးလိုက်မယ်မှတ်ချက်ရေးခြင်းလည်းရေးပေါ့နော်မှတ်ချက်ပေါ့နော်အဲ့မှာအဲ့ဆိုရင်ရပြီဒီ icon လေးလည်းပြောင်းလို့ရတယ်နော်ခုနပြထား icon လေးဒီမှာကျတော့ဟိုဟာလေးပေါ့ဒီမျိုးလေးဘန်ကတ်ပုံစံလေးထည့်လိုက်မယ်ပေါ့နော်ရပြီဘာမှလုပ်ဆရာမလို့နော်ဒီဟာလေးပဲခုနပြောတဲ့အတိုင်းလေးပဲပြောင်းသွားရင်ရပြီအဲ့ဆိုရင်ဒီမှာဒီထားကိုကပါလေ income ထည့်မှာဆို income ပေါ့နော် income လို့ရေးလိုက်မယ် income ကိုမှ2026 okay လို့ရပြီ okay အဲ့မှာဆိုရင် date ကိုရွေးမယ်ဒီ date နေရာလေးကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီဆိုရင်ကိုကဒါကသူကဒီနေ့ date ကိုလာပြီးတော့အရင်ဆုံးရွေးပေးမှာပေါ့နော်ကိုကဒီမှာတရက်နေ့ကဝင်ငွေရတယ်တရက်နေ့ကိုနှိပ် amount ကကျက်နေဘယ်လောက်ရလဲဥမာ3သိန်းဆို3သိန်း
3သိန်း okay ကိုကဒါ bet ရတဲ့သူတွေဆိုမှမျိုးဆိုအကျဉ်းချင်းရေးပြမယ်ပေါ့နော်9000ဒေါ်လာဆိုလဲဒေါ်လာ3000အဲ့လိုမျိုးပေါ့နော်အဲ့လိုရေးလို့ရမယ် remarks ကကျွန်တော်မှရေးလို့ရမယ်မှာဒီလ bonus တို့ပါတော့ရရဆိုရင်bonus ရဒီလိုမျိုးပေါ့ရေးလို့ရတယ်ဒါတော့မသုံးတော့ဘူးဆိုတော့ဒီမှာမျိုးဆိုတော့ဒါကိုဒါဒီလိုမျိုးမှတ်ချက်အနေနဲ့သုံးမယ်ဆိုလို့ရှိရင်ဥပမာ bonus လို့ရေးပြမယ်နော် bonus လို့ရလိုက်ဆိုရင်ဒီမှာသူကဒီဟာလေးပေါ်နေမှာဒါ icon လေးပေါ်နေတာအဲ့ icon လေးပေါ်နေအပြင်သူကဘာလဲဆိုတော့ဒီမှာ open ဖွင့်လို့ရတယ်ဒါကနောက်ထပ် page တစ်ခုအသစ်ဖြစ်သွားမှာကွာဒီဟာကိုသုံးလို့ရှိရင်ဒါလေးပေါ်နေတာဘာမှမဖြစ်ဘူးဆိုရင်တော့ရတယ်ကွာဒီလားဒီ page icon ဖြုတ်လိုက်လို့လည်းရတယ်ဒီမှာတော့ဖြုတ်လို့ရတယ် page icon ဖြုတ်လို့ရတယ်ဒါပေမဲ့ဒီ open ဆိုတာကြီးပေါ်နေတယ်မျိုးဆိုတော့မကြိုက်လို့မသုံးသေးချင်ဘူးဒီဟာကျတော့ဘယ်လိုမျိုးလဲဆိုတော့နောက်ထပ်ကိုက main title နဲ့ဥပမာဆိုလို့ရှိရင် January income အဲ့မှာ income တွေပါ list down လုပ်ချင်နေဆိုရင်တော့ဒါကိုသုံးပေါ့နော်ဒီတိုင်းဆိုရင်တော့ဒီဟာကိုမသုံးစေချင်ဘူးဒီတိုင်းပဲထားလိုက်မယ်ရှေ့ဟာပဲသုံးမယ် okay ရပြီအဲ့ဆိုရင် February income ထည့်မယ် February amount 3သိန်းခွဲဒီလိုက်မယ်နော်ဒီခါကျတော့3000ဒေါ်လာ3000ပေါ့နော်ဒီမှာတိုက်ရေးလို့ရတယ် income မှာဆိုတော့ freelance လုပ်လို့ရလားဘယ်လိုရလဲအဲ့လိုရေးမယ်ပေါ့နော်ကဲအဲ့ဆိုရင်ဒီမှာကိုကရေးသွားပြီးထားပါတော့ဒီက February ဖြစ်ရမှာနော်ဆိုမှရွေးမိသွား February okay အဲ့ဆိုရင်ဒီမှာပြီးပြီဆိုရင်ဒါကိုပေါင်းတော့မယ်ဒီပေါင်းတော့မယ်ဆိုဒီဟာလေးကိုနှိပ်လိုက် amount ဆိုရင်နေအောင်နှိပ်သွားပြီးပြီဆိုလို့ရှိရင်ဝင်ငွေကိုပေါင်းမှာဖြစ်တဲ့အတွက်ဒီမှာ calculate ဆိုတဲ့နေရာကိုသွားမယ် calculate ဆိုတဲ့နေရာမှာ more option သွားမယ်မီဆိုပြောတဲ့ဟာလေးပဲကြည့်လိုက်ပါနော် more option သွားမယ်အမှာ send ကိုရွေးလိုက်အောက်မှာပေါင်းလက်ထပ်သွားပြီအဲ့ဆိုရင်ဒီတိုင်လဲပေါင်းမယ်ထားပါတော့ဒီ row လေးကိုလည်းပေါင်းမယ်ဆိုတာကိုနှိပ် calculate more option အဲ့ကနေမှာ send okay ဒါဆိုရင်ရတာဒါဆိုရင်ဒေါ်လာ8000ဘတ်8000အဲ့တဘောပေါ့နော်အဲ့လိုမျိုးပေါင်းလို့ရသွားပြီဒီမှာဒါဆိုလို့ရှိရင်ကိုရီးယားဒီမြန်မာငွေဆိုကိန်းကနန်းများလေအဲ့ဒါဆိုလို့ရှိရင်ကိုကဒသမတွေပါထည့်ခြင်းရတယ်ဒါလေးကိုပဲနှိပ်ပြီး active property အဲ့မှာ number format နဲ့ဝင်ဒီမှာ numbers with comma ကိုရွေးလိုက်ပြီဆိုရင်မြန်မာတွေကြည့်ရလွယ်တဲ့3သိန်းဆို3သိန်းကြည့်ရလွယ်သားပြီ3သိန်း3လုံးနဲ့ဖတ်လို့ရပြီအဲ့မှာနောက်တစ်ခုထပ်ပြောမယ်ဒီမှာဒါတွေကကိုယ့်ဘာကိုရိုက်ထားတာပေါ့နော်အဲ့မှာကိုကဒီမှာဘတ်ဆိုရင်ဘတ်တင်ငေတာလေးဂျပန်တင်ငေတာလေးဒေါ်လာတင်ငေတာလေးပေါ်ခြင်းနေဆိုလို့ရှိရင် active property ကိုသွား number format ကိုဝင်ကြိုက်တဲ့ဟာရွေးဥပမာဘတ်ရွေးပြမယ်ပေါ့နော် Thai ဘတ်လို့ရွေးလိုက်သူ့ဟာသူပေါ်ပြီးသားဘတ် okay နောက်တစ်ခုဂျပန်ရွေးပြမယ် number format ကိုသွားဂျပန်ယွမ်ပုံစံလေးရပြီနောက်တစ်ခုကဒေါ်လာထားပါတော့ SGD ပေါ့နော် SGD ဒေါ်လာလို့ရေးလိုက်အဲ့ဆိုရင်သူကသူရပြီဒီမှာဘာမှရေးနေကြမလို့ amount လို့ပဲရေးလိုက်ရပြီမီဆိုလောက်ပြပေးသွားတာရှင်းမယ်ထင်ပါတယ်နော်အဲ့ဆိုရင်နောက်ထပ်က expenses လောက်ချင်တယ်ဆိုလို့ရှိရင်လေဒီမှာ column တစ်ခုဒီနေ့မှာ mouse လေးကိုပြန်ချခုနပြောတဲ့အတိုင်းပဲ slash လေးကိုနှိပ်လိုက်ပြီးရင် table view ဒီမှာဆိုရင်သူကရိုက်စရာတော့မလိုတော့ဘူးသူကသူ table view ဆိုပြီးပေါ်လာပြီအဲ့မှာဒီဟာကို expenses ပေါ့နော်expenses မှာကိုကဒါလာတိုင်းလစဉ်ဆိုတော့တလားတာဆိုတော့ဒါဆိုရင် January ထားပါတော့ January expenses ကိုဒီလအတွက်ပေါ့နော်January 2026ဆိုပြီးရေးလိုက်မယ် okay အဲ့ဆိုရင်ခုနလိုပဲဒီ add property နဲ့ date ထည့်မယ်နောက်တစ်ခု add property နဲ့ number ထည့်မယ်နောက်တစ်ခု remarks ထည့်ခြင်းဒါထည့်လိုက်အဲ့ဆိုရင်ရပြီနော်မီစပြောတဲ့အတိုင်းပဲဒါလေးကိုနောက်ဆုံးမှာပို့လိုက်မယ်ဒါဆိုရင်ရှေ့3တိုင်းပဲသုံးမယ် date ဒီနေ့ January 1 ဘယ်လောက်သုံးသလဲဒီမှာထည့်နောက်တစ်ခု January 2ဘယ်လောက်သုံးသလဲဒီမှာထည့်လို့ရမယ်အဲ့မှာကိုသုံးတာကိုရေးချင်ရင်ဒီ text ဆိုတဲ့နေရာမှာရေးမယ်ပေါ့နော်ဒီနေ့ကဘာဝယ်လိုက်တယ် online shop ဝယ်လိုက်လို့နောက်တစ်ခုကကျတော့အပြင်ထွက်လိုက်လို့မုံသွားစားလိုက်လို့ဒီလိုမျိုးလေးရေးလို့ရမယ်ပေါင်းတာလဲခုနပေါင်းတက်မယ်တင်တယ်okay ဒါဆိုလို့ရှိရင်ဒီနှစ်ခုရသွားမယ်လို့ထင်တယ်ဝင်ငွေလဲလောက်တက်ပြီထွက်ငွေလဲလောက်တက်ပြီဆိုလို့ရှိရင်ဒီဇယားလေးကရှင်းနဲ့လှုပ်လို့ရသွားပြီကိုကအဲ့ဆိုရင်နှစ်ထပ်လာတွေထပ်ပြီးတော့တိုးမယ်ဆိုလို့ရှိရင်ဒီဟာလေးကိုနှိပ်မယ် menu ခလုတ်လေးကိုနှိပ်ပြီး duplicate လုပ်လိုက်လို့ရမယ်အဲ့မှာဆိုရင်ဒီ table ကဒီလာစားဒီ table ကကျတော့နောက်လာစားပေါ့နော်အဲ့ကြရင်ဒီမှာ rename လေးသွားလုပ်လိုက်လို့ရပြီဒါကကျတော့ February လာစားပေါ့နော် FVP အဲ့လိုမျိုးဒီမှာလည်းသွားပြီးတော့ rename လေးလုပ်လို့ရတယ် duplicate လုပ်ပြီးပွားလို့ရတယ်အဲ့ကြရင်တော့နောက်တစ်လဖြည့်ခြင်းနေဆိုရင်တော့ဒါတွေကိုတော့
ဖြတ်ကားမှာပေါ့နော်အဲ့လိုလေးလုပ်လို့ရတယ်လာတိုင်းပွားတဲ့နည်းကိုလည်းပြောပြပေးလိုက်တာဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်ကိုပါကိုလေးဒီလိုမျိုးလေးနာမည်လေးတက်ဝင်ငွေထွက်ငွေစရာလေးကိုတခြားလေးတိဆောက်တက်သွားမယ်လို့ထင်ပါတယ်နောက်ထပ် Notion tutorial တွေကိုလည်းလုပ်သားပေးပါမယ် Facebook page မှာလာကြည့်လို့ရတယ် YouTube channel မှာလာကြည့်လို့ရတယ် TikTok မှာလည်းလာကြည့်လို့ရပါတယ်အားလုံးပဲ tutorial တွေကအသုံးဝင်မယ်လို့ထင်ပါတယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေ